ဒီလိုမျိုး2025မှာလှိုင်းတိုင်းအနေနဲ့ထပ်ပြီးတော့ပေါ်လာတဲ့ကိုဗစ်ရောဂါကအရင်တော့ဖြစ်ခဲ့တဲ့ကိုဗစ်တွေနဲ့ဘာတွေကွာလဲဘယ်လိုမျိုးအချက်တွေကိုသတိထားပြီးတော့နေတင်တာလဲဥပမာအဲ့လိုမျိုးရောဂါလက္ခဏာတွေပေါ်လာပြီဆိုရင်ဘယ်လိုမျိုးကုသမှာလဲဘယ်လိုမျိုးတွေကာကွယ်ထားလို့ရလဲဆိုတဲ့နည်းလမ်းလေးတွေကိုဆရာမဒီဗီဒီယိုလေးထဲမှာပြောပြပေးချင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဒေါက်တာလဲလဲလောင်းမဲ့ဖြစ်ပါတယ် YouTube ကနေတဆင့်ပြည်သူလူထုတွေအတွက်အကျိုးရှိမဲ့ကျန်းမာရေးဗီဒီယိုလေးတွေကိုပုံမှန်တင်ဆက်နေတဲ့ဒေါက်တာလဲလဲလောင်းရဲ့ YouTube Channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ရှင်လောကကြီးတွေကိုရောက်ရှိလာတဲ့သက်ရှိအကုန်လုံးဟာသူတို့ရဲ့ရှင်သန်မှုအတွက်ကိုစီစူးစမ်းရတာပဲဖြစ်ပါတယ်အဲ့ဒီထဲမှာလူသားတွေကတခြားသတ္တဝါတွေထက်စာရင်တွေးတောကြံစမှုတွေတီထွင်ဆန်းသစ်မှုတွေတာလွန်တဲ့အတွက်ကြောင့်မို့လို့အခုဆိုရင်ကမ္ဘာပေါ်မှာလူသားတွေကတခြားသတ္တဝါတွေတိရစ္ဆာန်တွေကိုလွှမ်းမိုးလာနိုင်တာပဲဖြစ်ပါတယ်ဒီလိုမျိုးလူသားတွေလိုမျိုး smart ဖြစ်တဲ့သက်ရှိသတ္တဝါတစ်ခုရှိပါတယ်အဲ့ဒါကတော့ virus ပိုးပဲဖြစ်ပါတယ်လူသားတွေအချင်းချင်းစစ်ပွဲတွေဖြစ်ပြီးတော့လူတန်းပေါင်းများစွာတည်ဆုံးခဲ့တယ်လို့မျိုးပဲလူသားနဲ့ virus ပိုးရဲ့ခြားထဲမှာလည်းစစ်ပွဲတွေဖြစ်တာအခောက်ရှိပါတယ်အဲ့ဒါကတော့ကမ္ဘာပေါ်မှာကြုံတွေ့ရတဲ့ကပ်ဘေးတွေအနေနဲ့ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်အခုလို21ရာစုမှာဆိုရင်တော့ COVID-19 ရဲ့ကပ်ဘေးရောဂါကြောင့်မို့လို့လူတန်းပေါင်းများစွာတည်ဆုံးခဲ့တာပဲဖြစ်ပါတယ်ဒီ COVID-19 က2019ကတည်းကဖြစ်ခဲ့တာဘာကြောင့်မို့လို့အခုထိမပြီးသေးတာလဲဒီအဖြေကတော့ဆရာမခုနပြောခဲ့တဲ့လိုမျိုးပဲ virus ပိုးတွေကအရန်ကို smart ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပဲဖြစ်ပါတယ်သူတို့ကအရင်တုန်းကလူတွေကိုကူးစက်အောင်လုပ်နိုင်တဲ့ပိုးတွေကနေတဆင့်ဆင့်ကဲပြောင်းလဲလာပြီးတော့အင်္ဂလိပ်လိုပြောရမယ်ဆိုရင်တော့ mutation ပြုလုပ်ပြီးတော့လူခန္ဓာကိုယ်မှာဝင်ပြီးတော့ကူးစက်နိုင်တဲ့အသစ်သောမျိုးစိတ်ကွဲတွေဖန်တီးပြီးတော့လူတွေကိုကူးစက်အောင်ပြုလုပ်နိုင်လို့ပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့2019ကတည်းကနေပြီးတော့မှကိုဗစ်ရဲ့မျိုးကွဲတွေဟာဆင့်ကဲပြောင်းလဲလာပြီးတော့မျိုးကွဲပေါင်းတစ်ခုပြီးတစ်ခုနဲ့ကိုဗစ်ရောဂါလှိုင်းတစ်လိုင်းပြီးတစ်လိုင်းဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။2025မှာဖြစ်တဲ့ COVID-19 ဟာဆိုရင်ဒီထိုင်းနိုင်ငံမှာလည်းအရန်ကိုပြန့်နှံ့မှုများနေတယ်ပေါ့နော်။ဒီလိုမျိုးကိုဗစ်ကဘယ်လိုမျိုးကွဲတွေဖြစ်နေပြီလဲဆိုရင်တော့ Omicron မျိုးစိတ်ကွဲဖြစ်တဲ့ HCC နဲ့ JN1 ကအဖြစ်အများဆုံးပဲဖြစ်ပါတယ်ဒီလိုမျိုး2025မှာလှိုင်းတစ်လိုင်းအနေနဲ့ထပ်ပြီးတော့ပေါ်လာတဲ့ကိုဗစ်ရောဂါကအရင်တော့ဖြစ်ခဲ့တဲ့ကိုဗစ်တွေနဲ့ဘာတွေကွာလဲဘယ်လိုမျိုးချက်တွေကိုသတိထားပြီးတော့နေတင်တာလဲကို့မှာအဲ့လိုမျိုးယောဂလက္ခဏာတွေပေါ်လာပြီဆိုရင်ဘယ်လိုမျိုးကုသမှာလဲဘယ်လိုမျိုးတွေကာကွယ်ထားလို့ရလဲဆိုတဲ့နည်းလမ်းလေးတွေကိုဆရာမဒီဗီဒီယိုလေးထဲမှာပြောပြပေးချင်ပါတယ်ရှင်ဒီမှာပထမဆုံးအသိပေးခြင်းတဲ့အချက်ကတော့2025မှာဖြစ်တဲ့ကိုဗစ်ကအရင်တော့ဖြစ်ခဲ့တဲ့ကိုဗစ်တွေနဲ့ယောဂလက္ခဏာဆင်တူလားဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ဆင်တူပါတယ်။ဒါကြောင့်မို့လို့အေးမိတုပ်ကွေးယောဂလက္ခဏာတွေဖြစ်တဲ့ဖြားတာ၊ခေါင်းကိုက်တာ၊ခြေလက်တွေညောင်းတာကိုက်တာနှာစေးတာချောင်းဆိုးတာအစရှိတဲ့ယောဂလက္ခဏာတွေနဲ့ပဲလာတတ်တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့တာမန်ကြည့်ုံနဲ့ကိုဗစ်လားအေးမိတုပ်ကွေးလားဆိုတာကိုခွဲခြားပြီးတော့မသိနိုင်ပါဘူးဒီလိုမျိုးမသိတဲ့အချက်ကပဲအန္တရာယ်ဖြစ်စေပါတယ်ဘယ်လိုမျိုးလူတွေမှာအန္တရာယ်ဖြစ်စေရလဲဆိုရင်တော့ခန္ဓာရည်မရှိတဲ့လူတွေလို့အကြမ်းမြင်ပြောလို့ရပါတယ်ခန္ဓာရည်မရှိတဲ့သူတွေကဘယ်လိုလူမျိုးတွေလဲဆိုတော့အသက်85နှစ်အထက်အရွယ်လူကြီးတွေနောက်အသက်4နှစ်အောက်ကလေးငယ်တွေနောက်တစ်ခုကတော့နာတာရှည်ယောဂရှိတဲ့လူတွေဥမာအားဖြင့်စီးချိုယောဂသွေးရိုးယောဂနှလုံးယောဂကြောက်ကက်ယောဂအစရှိတဲ့နာတာရှည်ယောဂအခန့်ရှိတဲ့လူတွေဟာဆိုရင်ကိုဗစ်ကူးစက်တယ်ဆိုရင်ထိရောက်တဲ့ကုသမှုတွေခံယူတဲ့အတွက်ကြောင့်မို့လို့အဲ့လိုမျိုးလူတွေမှာအေးမိတုပ်ကွေးယောဂလက္ခဏာတွေရှိနေပြီဆိုရင်တော့တည်တည်ချာချာစစ်ဆေးပြီးတော့ကုသသင့်ပါတယ်ရှင်ဒုတိယအနေနဲ့ဆက်ပြီးတော့ပြောချင်တဲ့အပိုင်းလေးကတော့ကိုကတက်လက်ပိုင်းထဲမှာရှိရဲနာတာရှည်ယောဂခံလည်းမရှိဘူးဒါပေမဲ့အေးမိတုပ်ကွေးယောဂလက္ခဏာတွေခံစားလာရပြီဆိုရင်ဘယ်လိုမျိုးကုသမှုတွေခံယူသင့်လဲဘယ်လိုမျိုးကာကွယ်သင့်လဲဆိုတဲ့အကြောင်းလေးတွေကိုဆက်ပြီးတော့ပြောပြပေးချင်ပါတယ်
တကယ်လို့ကိုကအေးမိတုပ်ကွေးယောဂလက္ခဏာတွေခံစားလာရပြီဆိုရင်တော့အခုလောလောဆယ်အိမ်မှာ9ရက်လောက်အနားယူသင့်ပါတယ်လူစုလူဝေးရှိတဲ့နေရာတွေကိုရှောင်ကျဉ်သင့်ပါတယ်တကယ်လို့မဖြစ်မနေသွားရမယ်ဆိုရင်လည်းသူများတွေကိုမကူးအောင်လို့ mask တပ်ထားသင့်ပါတယ်နောက်တစ်ခုကတော့ယောဂလက္ခဏာတွေတက်တာအောင်လို့အဖျားပြောက်စေနှာစေးပြောက်စေချောင်းဆိုးပြောက်စေအစရှိတဲ့တောက်ဆေးလေးတွေကိုတောက်ပေးလို့ရပါတယ်တကယ်လို့ကိုကအဲ့တောက်ဆေးလေးတွေတောက်ပြီးတော့အိမ်မှာနားယူနေရင်လည်းယောဂလက္ခဏာတွေကမတက်တာဘူးပိုဆိုးလာတယ်အသက်ရှူရကြက်တယ်မောတယ်အသက်ရှူရတာမဝဘူးအစရှိတဲ့ယောဂလက္ခဏာတွေရှိလာပြီဆိုရင်တော့နိစ္စရာဆေးရုံဆေးကန်းကိုတွားရောက်ပြီးတော့ကုသမှုခံယူသင့်ပါတယ်ရှင်အခုနောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကိုဗစ်မဖြစ်အောင်လို့ဘယ်လိုကာကွယ်ရမလဲဆိုတဲ့နည်းလမ်းလေးတွေပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုဗစ်ကာကွယ်ဆေးထိုးထားတာကောင်းပါတယ်ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးပြီဆိုရင်လည်းကိုယ်ခံစွမ်းအားကိုထပ်ပြီးတော့မြင့်တင်ပေးတဲ့ booster ကို6လနဲ့တစ်နှစ်အကြာမှာထပ်ပြီးတော့ထိုးထားရင်ပိုပြီးတော့ကောင်းပါတယ်အထူးသဖြင့်85နှစ်နဲ့အထက်သက်ကြီးရွယ်အိုတွေ4နှစ်အောက်ကလေးငယ်တွေနဲ့နာတာရှည်ယောဂအခန့်ရှိတဲ့သူတွေကကာကွယ်ဆေးကိုပိုပြီးတော့ထိုးသင့်ပါတယ်နောက်ဆုံးတစ်ချက်ကတော့အားလုံးသိတဲ့အတိုင်းပဲ mask တပ်မယ်လက်ဆေးမယ်လက်ဆေးတဲ့အခါမှာလည်းရေနဲ့ဆပ်ပြာနဲ့ဟိုမှာစက္ကန့်30ကြာထိဆေးပေးတာပိုပြီးတော့ကောင်းပါတယ်နောက်တစ်ချက်ကတော့လူစုလူဝေးရှောင်မယ်နှာစေးရယ်ချောင်းဆိုးတယ်အဲ့လိုမျိုးတွေကြုံလာပြီဆိုရင်လည်းတစ်ရှူဒါမှမဟုတ်လက်ကင်မွားကိုသုံးပြီးတော့ဆိုးတာကပိုပြီးတော့တင်တော်ပါတယ်တကယ်လို့တစ်ရှူကိုလက်ကင်မွားကိုမရှိဘူးဆိုရင်လည်းတထောင်စစ်နဲ့အခုလိုမျိုးအုပ်ပြီးတော့ဆိုးတာကပိုပြီးတော့တင်တော်ပါတယ်ရှင်ကျမတို့လူသားတွေကကဘာကြီးပေါ်မှာတခြားသတ္တဝါတွေနဲ့အတူရှင်တွဲပြီးတော့နေထိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့နဲ့အတူရှင်တွဲပြီးရှိနေတဲ့အခုလိုမျိုး virus ပိုးတွေမဖြစ်အောင်ဘယ်လိုမျိုးကာကွယ်ရမလဲဘယ်လိုမျိုးတွေဆင်ញင်သတိထားရမလဲဆိုတဲ့အကြောင်းလေးတွေကိုတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကလူတွေအတွက်အကျိုးရှိစေတဲ့လို့မြင်မိရဆိုရင် like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ကျမရဲ့နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်